မှာရှိတဲ့ပစ္စည်းတွေကူမင်းယူပါသမီးကိုတော့ငါခေါ်သွားမယ်ကိုထိုင်မဲ့ခုံတော့ကြည့်ပြီးတော့ထိုင်ပေါ့အခုဟာလေမောင်တော့ရဲ့မျက်နှာဖူးနေတယ်လို့ပဲဟော你这个အခုရောက်တော့အဲ့မောနဲ့သူညီမလေးကိုခေါ်သွားတော့မှာညီမလေးပဲအိတ်ချင်ဘူးညီမလေးပဲအိတ်ချင်ဘူးမင်းတို့အမေနာကမင်းတို့သွားနေတာငါနာကလာမနေသွားဟုတ်တယ်ရောက်တော့ပါဘာမှတော့နေပေးကြမလို့ကိုကလည်းဘာလို့တယောက်တည်းပြန်လာလဲညီမလေးကိုဖုန်းဆက်ပြီးညီမလေးလာကြုံမှာပေါ့ခုလိုတယောက်တည်းပြန်လာလမ်းမှာထိုးပြင်ဘယ်လိုလုပ်မလဲလို့ညီမလေးကလေကိုကယောက်ျားလေးပဲကွာဟုတ်ပါကိုသမီးဖြစ်နေတာကြည့်ပါဟေးအဲ့ပြောတော့ဟိုတင်းမင်းသမီးကိုကြည်စမ်းပါဦးသူ့အကိုနဲ့ပတ်သက်လာရင်တဲတဲကိုလှုပ်နေတာတွေ့လားဟုတ်ပြောပါကိုကလေဘာဖြစ်လို့လဲဘာဖြစ်မှာလဲသူတို့မောင်နှမတွေခွဲနေတာတစ်ပတ်တောင်ရှိပြီလေအဲ့တစ်ပတ်လုံးမှာသမီးကနေ့တိုင်းကိုမျက်ရည်ကျနေတာကိုပြောတာကြားပြီးတော့သမီးကကိုစိတ်ဆိုးအောင်လာသားလားဒါလေးပြောတာနဲ့မိမဟင်းဟေးလာတော့လားအဖေနဲ့လူတွေကလည်းဘာမှလည်းမသိကို့သားလေးမဟုတ်တဲ့အတိုင်းပဲလာအောင်မကြိုကြအောင်ကိုဟိုးရလေညီမလေးမဟုတ်တယ်အများကြီးပဲဝယ်ထားလားဟိုဘာရောပါမလားဟမ်သားလေးဟိုမှာတစ်ဖက်လောက်တောင်းနေပြီတော့သားကြီးကြီးစမ်းမအောင်သားတွေကလည်းမဲလို့ပြလို့ဘယ်လိုဖြစ်လာလဲလားဟမ်ကိုကညီမအောင်လို့အဲ့ဒါသားတယောက်မပြန်ဘူးအခုညီမလေးရလေကွာလှလို့ဝါလို့ဟာကိုတော့ညီမလေးကိုလွန်လို့ပိန်သွားတဲ့ဟာမှရှိအောင်ကိုလွမ်းလို့ပိန်သွားတာတဲ့အဲ့တော့ထမင်းကခေါင်းရောင်နေပြီကိုကလည်းညီမလေးကကိုစားစီခြင်းလို့တိန်းထားတဲ့ဟာမြတ်စားပါညီမလေးကစားလေကိုကအခုဆိုညီမလေးစားနေကိုကဝမ်းနေပါဘူးကွာဟာကိုကလည်းမြတ်စားပါအားမလေးမြတ်အစားနဲ့လို့ပိန်နေဆိုပြီးတော့အစုမခါမှာပေါ့ဟေးကိုမို့တွေ့ရငါ့ကိုဆွဲထည့်မနေနဲ့နော်မမေကလည်းမဟုတ်လို့လားဘေဘေပဲကိုထမင်းစားနေမဟုတ်စားနေအမြဲစုညာပဲဟာအမောမယွန်းနော်ကိုချွဲချင်တာနဲ့မမေအမှုတွေဆွဲထည့်တယ်ဟဟလားတားလေလေကိုညီမလေးကိုတိတ်ပြီးအလိုမလိုက်နဲ့တားရဲ့ကဲကောင်းလဲစားကောင်းလဲဆော့ကြနော်မမေနောက်ဖေးမှလှုပ်ရှားရှိရသွားလှုပ်လိုက်မယ်မယွန်းနော်နင်ကြက်တတိထားမလေးကလည်းဒီကြီးအောင်ပါပဲအများကြီးပါပါ哦，别说了，肯定得我来交给。哦，我老公的给，啊哈哈哈！高了点，快跑，他跑点来，怎么两岁？没有不了都这个。该走，没我的了。ကိုဖွားတော့အိမ်မှာထမင်းစားမကောင်းလို့လားကိုကြည့်ရပိန်ဝမ်းလို့ဟိုညီမလေးရေအခုနောက်တော့ဝလာမှာပါညီမလေးရောအိမ်မှာထမင်းစားရတာအေးအောင်ရတာတနခါလေးလားညီမလေးကိုဘူးလုပ်ပေးတယ်ဘသူလုပ်ပေးမှာလဲဘသူမှမလုပ်ပေးတာညီမလေးရေမေးပါလေနော်ညီမလေးကိုဘာမှမလုပ်ပေးရလေညီမလေးရေအခုရောက်လာပြီပဲညီမလေးကစားရအောင်ဘူးလုပ်ပေးမှာပေါ့ဟာအားလုံးလေးရိုးလေးငိုနေပါလားရိုးလေးငိုနေတာကိုကြီးခေါ်လေးပြီးတယ်ဗျရိုးလေးအီးထွက်လို့မှာကိုကြီးခေါ်လေးနော်ကိုအားဟောင်းတော့မခေါ်နဲ့ကိုကြီးခေါ်လေးတာလေဒီကွက်နဲ့အာချီထွက်မလေးကိုလေးကချီလို့စားတာလားအဲ့လိုမပြောပါညီမလေးငေးကြီးကိုချီလေးစီကိုကြီးခေါ်လေးစီကွက်နဲ့ပြီးအာချီထွက်သမီးလူကြီးကိုဘယ်လိုပြောနေရလဲကြည့်ကိုပြောနေလိုက်တာများအခုခါလေသူကလေသူ့ကိုတော့သွားမဆနေနဲ့သူ့ကိုသွားစားလို့ရတော့လေအကိုထိထားကြည့်ဆိုတဲ့အထက်ကရပါတယ်တင်းရဲ့ရက်တဲလို့ဝါကြီးလို့ကျွန်တော်စတာပါဒါနဲ့ကုံဝင်နိုင်ရောမရှိရလေအော်ဟုတ်မှာကိုအေး
这谁呢？喂，我我没有上啊。OK。对。对。哎妈，我这个没有给他身上啊，有的啊，别想比如。好，好的，OK。可以吗？阿豪你大家，见到没？有你大家见到没？啊，说的不对，都难呐。大家有大家，都难的，都不做都难呐。好，用来一桌的现在。That old boy, Wilbur. Mali, ấy ông mình ra nhà phía sau bị ấy nó, cô qua này vì mình rồi lại rồi bị ấy này. Nhưng mà lấy thì bà cô ấy, cô cho rằng ấy phụ ấy à biển vì mình, nhưng mà lấy vì mình cô qua này mà cao, cô bà cái nào bị là ấy ta, cô mới chỉ là rồi cô qua nhưng mà lấy mua à, nhưng mà lấy cô qua này thôi là cái nào lấy bảo qua, mấy à bảo nhưng mà lấy cô nào khoe mình chứ, ý bảo qua ý bảo, bây giờ nhưng mà lấy nào bữa đó mà tôi đâu nữa. Nhưng mà lưu tiền mà ông của em cô có nhưng mà lấy cô mà béo già chả nó thì nhà cô béo già béo già nó phải trả nghèo chứ cô qua cái bài vì mình mua lại cái bài là bao này nhiều gì không như cái gì mà đi sao nên mình rồi chứ bảo cô bé xuống này bây giờ cô nhưng mà lấy cô nó bia mày lấy ý cái bia mày cô nó bia qua ấy cả mày mà cô gì đó còn mà đi cô, nó lúc nào không xuất hiện bên này hoài lẽ nhưng mà lấy ngủ lấy mà nó. Nhưng mà lấy gì? Ý bao giờ mình nè nào vô quá. Cô nhưng mà liệu chứ lại cho tiền nè thì là. Mua đấy mà. Mua đấy. Cô nhưng mà liệu quá chết đâu. Anh ấy ý là nè nào vô quá. Chết rồi mà nè nào quá. Chị bảo ý bảo nè nó bảo nó. Ý rồi. Không phải leo à mày? Mình lên rồi. Wow, đi chèn đi. Nè lấy đâu? À chơi vậy mày? Vô đâu, cô mau à nó. Mình đi rồi. Mình đây mày. Để cái cô sao mà. Mình này mày à shit tami. Cái hàng số đấy tami. Cô à đi, tụi chết lối xả này à, tụi cô số tuyệt. Mày mà. Cái mẹ yêu tụi mình đi bảo của mẹ. Mẹ lại chỉ nói ai đây mà hậu. Tiêu ăn được mà cho nó, cái ăn được như vậy. Amma, ba này, mẹ ăn mắm mì. Mẹ này cô này, nhà gà sao đúng không? Quá, hả? Nhà gà sao đúng không? Amma, hả? 왜 나? 왜 배달 내 알아? Mày 이 bảo đâu? 잘 리잖아 내 알아. 여러 칠대서. mình nói không? Mày nhưng mà chết rồi. Ý bao giờ nè, bao sai đâu là mày mày yêu này mày phải chịu. Nè không để đâu hết quá. Cô đó, cái ngu lắm mà nó.
မစဉ်းစားကြည့်လေတင်းရဲ့ဘာလို့ဘာဖြစ်မလဲတင်းရဲ့ဒီပေါက်တာမွေးတယ်လို့ပဲရှိပါမလဲတင်းရဲ့အချစ်ကဆိုမနန်နဲ့ပေါ့မနန်နဲ့သွားနန်းနဲ့ဆိုတော့အပြင်မှာသွားရဟုတ်ပါဘူးပြင်မှာသွားရသွားလေဟိုအဲ့လိုလုံးနေမိမရဲ့ကွာချစ်လို့စားတာနမ်ဘူးဒီမှာကြည့်မွေးနေတာပဲမွေးနေတာပဲအဲ့ဒါလည်းမွေးတာပဲကိုဟုတ်သားပဲဟိုတင်းသမီးကလေတင်းနိုင်မယ်နော်အရင်ချစ်ဖို့ကောင်းတယ်အဲ့ဒါချစ်ဖို့ကောင်းတော့အဲ့ဒါညစ်ပတ်တာဟာကိုနော်ပြောပြပြီလားအခန်းထဲမှာထုတ်လိုက်မှာဟုတ်အဲ့လိုလုံးနေတယ်မိမဟာမိမလေတာကြောက်ကြောက်မင်းကြောက်တော့ဘူးမိလာတယ်ကိုရေမမေးလာတယ်မမေးလာမမေးရလေလေဘာလို့အဖေမပါဘာမပါနဲ့တယောက်ထဲလာတာလဲမမေးရဲ့လမ်းမှာလည်းမတော်လို့ဘူးလဲနေဘူးတော့ထိုင်နေမေးတယောက်ထဲလာထိုင်မေးဘယ်လည်းဘူးလက်လာအောင်မလေးဘယ်လက်လာမှလဲငါကြီးလေးကိုလို့လာတာနင်တို့လက်များကလည်းလေဒီမအေးပြောင်းလို့ရှိသေးတာတတိယတည်းရလားဟုတ်ပြီလေမင်းငါကြီးလေးတွေရှိပါတယ်မမေးရဲ့တိုင်းအသက်သမီးရေမဖွားရောက်နေတယ်ငါမီးလေးတွေလွန်လိုက်တာသမီးအမလေးသမီးရဲ့သမီးမျက်နှာကိုသမီးမှန်နဲ့ပြန်ကြည့်စမ်းပါဦးကြောက်ပြပေါ်မှောက်ကြလာသူလို့သမီးရဲ့ဟုတ်တာပဲသမီးကမချစ်ပါဘူးဖြူနဲ့ဖူးဖွေးကိုကမေးထားတယ်လှမ်းတာငါမီးလေးကပကွက်လေးနဲ့ရဲကြည့်ကောင်းတာပဲရုံဖွားတော့ကြည့်ကောင်းတယ်ပြောနေပြီဒါမှတို့ဖွားပါမာကတ်ချွဲနေတယ်ရေးမီးလေးအတဲ့ဒီနေ့ကြောင်းပေးလို့ရှိရင်ရှင်ပြရမယ်နော်ဒီနေ့တစ်ခါတော့ရှင်ပြရမယ်သားဟာဖွားဖွားကလည်းတိတ်ဖွားအမွေပြဆွတ်လောက်လိုက်ပါနော်ဟုတ်တော့ဟာဗျာဖွားရအမွေပြဆွတ်လို့လို့လေသမီးဒီဖွားဖွားဘယ်လိုပြောလိုက်တာလဲငါတော့ခံမယ်ဖွားဖွားဘာတော့ညီလေးကိုလေကြောင်းပင်ကိုရင်မှုခိုင်းပါနဲ့လားနော်ညီလေးကလည်းညီလေးရဲ့ကိုရင်ဝတ်တယ်ဆိုရင်တစ်နေ့တစ်ခါအခုတူရတာပေါ့ဖွားဖွားလည်းကိုရင်ဝင်ညစာလည်းမစားရဘူးဖွားရဲ့သူသမီးနဲ့လည်းတူမနေရအောင်သမီးကကိုနဲ့ခွဲမနေချင်ဘူးဖွားရဲ့တွေ့တယ်မလားမမေမီးရလေသူလိုချင်တာပဲသူပြောနေတာရင်ရောမင်းကလေမြတ်ဖာမြတ်တငယ်ချင်းနဲ့မှတ်နေတာဟုတ်လိုက်ရမင်းကလေညီမလေးကချစ်လို့ကြည့်စေရမှာမင်းကလည်းညီမလေးအပြစ်ပဲမြင်နေတာကဲမေခေါင်းသာညှိလိုက်နေမို့ဆိုဒီနှစ်ယောက်ကရမှာမဟုတ်တော့ဘူးအေးပါငါမြည်လေးတွေသဘောငါမြည်လေးသဘောဒါမှဖဖအမရေးတယ်ချွဲချက်နေလိုက်တာချွဲချက်နေလိုက်တာအဖေကလေချွဲနေရမှာဟောရေးချွဲနေတာအေးဒီညာအဖေစကြောတွေတက်လို့တညာလုံးမအေးအောင်ဒီနေ့နေပေါ့ညီမြတအားပေါက်တာသမီးအေးဒီအေးမလေးကြားလာမို့ကျိုးရုံးလို့များလေသူ့ဖေကိုကပ်ပြီးဖားနေလိုက်တာကျန်ကိုလည်းသတိတော်ထားတော့ကိုသမီးကကိုပညာကြီးပြနေမမေနော်သမီးကဖေဆက်ကြောတက်မှာဆိုလို့ဆိုနှိပ်ပေးနေရဟာမိမလေးဒီမှာသမီးလေးကလိန်မာပြီးသားပါမိမလေးလိန်မာလုံးလို့ဖေကိုဒီမှာဆက်ကြောဆွဲပေးနေတာသမီးလေးဘာလို့ရှင်လဲဖေပြောတယ်ဖေနော်မမေသားပါပြီးတော့သမီးကိုပြောတယ်သမီးငိုတိုင်းမှာနှိပ်လည်းမနှိပ်ပေးတော့နောက်တော့ဘိုးတော့မငိုပါနဲ့ဒီမှာဖေသားနဲ့ဖေသမီးဘယ်လောက်ထိလိန်မာတယ်လဲဆိုတာဖေသိပါတယ်သမီးရဲ့မိမလေးဒီမှာကိုတို့မိသားစုလေးရတယ်အရန်ကိုပျော်ရွှင်စရာကောင်းတဲ့ရွှေစံအိမ်လေးပါမိမရဲ့ဖေကလည်းသူ့ဆိုင်ကိုကြောင်းရဝင်နေပြန်ဟော15မိနစ်စာပါသားလေဟုတ်တာပဲတန်ရွှေစံအိမ်နူရလာပါတော့ဆုံးလင်းရွှေနူရလာတော့ဆုံးလင်းမတ်ရွှေဟုတ်တယ်မလားရွှေစင်ကြောင်းပါသမီးရဲ့တကယ်ပဲကိုရဲ့ကိုသမီးကတော့တကယ်ပဲအေးမလေးသူ့ကိုမရှိတော့လေသူ့ခန်းထဲမှာအိတ်နေရလေကြောက်လာလို့သွားကြည့်ပါတယ်အိတ်နေတာများလေနှင်းချိုက်ကိုအိတ်ပြီးတော့ထမင်းရောက်ခေါင်းစွပ်ပြီးတော့ဖင်းယူပြောင်းရောညာမဟုတ်ဘူးသမီးရဲ့ဒီမှာအဖေပြောမယ်အဖေသမီးလို့ရင်သိအောင်ဆိုပြီးတော့လေသမီးရဲ့အဖေကိုအဖေထိုးပွင့်ခဲ့တာဟုတ်တာရောသမီးလေးတော့သမီးတော့ပြောနေကြတယ်ယိုအတော်ယိုအိတ်တော့ဖင်းပြောင်းယိုအတော်ယိုအိတ်တော့ဖင်းပြောင်းဒီမှာအေးအလုပ်ကျွေးတယ်အများတယ်ကွာဟာစင်နိုင်တော့ဖိုးကန်ကြီးနေပြီဟင်
တာမပေါ့ အေးဟုတ်တယ်မမ အဲ့လေတင်းလဲနဲ့ဟိုကနေခင်းကြတော့ရှင်ထမင်းတိုင်းပုံနဲ့ကိုစီဝင်ကြအောင်မယ် 哦，喂，你看这下搞哪里？ လေ 哎， တော့ကြောင်းရဲရဲလေဝိဆိုင်လာကူမယ်နော် 哎呀， ညီမရဲလိုက်ပါပါဖေဖေတိတ်မြက်လာကူနေမယ်နော် 啊，妈的妈，哈当然怎么样？哎喽，故意进来说了呢，不要阿里心里比，给你妈当然比，你妈，不要故意进来说就行，当然怎么别人我土庄都干没，喏，那干嘛？是要问你的，今年没有票做啥路线？你那妹妹有记录噻，故意要找的，好不啦？喏，这边老家的，搞到没？喏，对吧？给他，妹的啦，哎，好不好？别看到这大屋的。 တာအားတဲ့ကျောင်းနဲ့လည်းဖွင့်တော့မယ်နော်စားအုပ်တွေလည်းပြင်ဆင်တော့တမီးကလည်းလေအချိန်ပြည့်ဒီ game ပဲစော့နေတာပဲ အမေရဲ့တားအားလုံးအစင်းစင်းပြန်ယူပါပြီဂိမ်းသိန်းကိုလို့ညီမလေးကိုပြနေတာပါညီမလေးလေးစောက်တီအားလုံးပြင်ဆင်ယူပါပါပြီကိုဖဲတော့လေကွာညီမလေးလည်းစော့အောင်ပါဗောတွေ့ကြနေကြောက်ဖို့လို့မစော့လိုက်ရပဲနေမှာတော့ ဟဲ့တမီးကိုအဲ့လိုမျိုးအနိုင်မကျင့်အောင်လေတမီးရဲ့ကိုကလေတမီးမတက်လို့တင်ပေးနေတာတမီးကဘာဖြစ်နေတာလဲ မဟုတ်ပါဘူးမေရဲ့တာညီမလေးကိုပြီးမစိုးလို့အခုလိုပြောတာပါရော့စော့ညီမလေးစော့ တားကလည်းလေကိုညမလေးကိုလေတိတ်ပြီးတော့အလိုမလိုက်နဲ့သိလားတားအခုချိန်ကလေးကညီမလေးထားလို့ရှိရင်လေကြီးလာလို့ရှိရင်ညီမလေးကလေစုံမလို့မရပဲဖြစ်နေမဲတားရဲ့ မေကလေညီမလေးကလိမ့်မာပါတယ်ကြီးလာရအောင်တိမ်လုံးရဲ့အလုပ်တွေကိုညီမမလို့ရပဲသူပဲလုပ်သွားမှာမေကလည်းတမီးပမာမလိမ့်ပါတော့တော်ပြီကွာခိန်းနဲ့မဆုံး မလေးစိတ်မကောက်လိုက်ပါနဲ့တမီးရဲ့စိတ်မကောက်လိုက်ပါနဲ့ကဲဆော့ပါဆော့ပါနော်မမေကလေကိုအကိုချစ်လဲချစ်ယူလဲယူသေးစီခြင်းလို့မမေကပြောတာပါကဲဆော့ဆော့ဆော့ ဟုတ်အမေရှုံးသွားပြီနောက်ဆုံးတော့လေကိုသမီးလေးဆိုပြီးအလျှော့ပေးလိုက်ရမှာမလားအမေတို့စံပါပဲဗျာ ဟုတ်ပါပြီကဲတမီးဆော့ဆော့ချိုးတက်ဟုတ်ပါတယ်နော် ဟုတ်ပါလေဟာငါထိုးတဲ့စစ်ပါဟာလဲတော့မလဲလာကောက်ပါလား နေပါစေဟာနေကြည့်ရလေကြီးွားနေလို့ကားနေပါလေ ကြီးွားတယ်လည်းမဟုတ်ပါဘူးဟာဒါမဲ့ကားတော့စီးနိုင်နေပြီပေါ့ဒါနဲ့ဟိုကုန်းမနိုင်အောင်ဥပမာလဲသူဘာလုပ်နေလဲဟိုနင်တို့ကသားသမီးဘယ်နှယောက်ရပြီလဲနင်တော့လှလာတယ်နော် ရလေဟာမြောက်နေပြန်ပြီငါလေသားတစ်ယောက်သမီးတစ်ယောက်ရပြီဟာပြီးတော့လေကိုဝင်းနိုင်ရလေရွှေစံအိမ်ဆိုတဲ့ပိုးတဲ့တိုက်လည်းဖွင့်ထားတယ်ပြီးတော့စတိုးဆိုင်လေးလည်းဖွင့်ထားအခုငါပဲသူ့ထမင်းနိုင်သွားပို့မလို့ ဩအေးအဲ့ဆိုလာလေးငါလိုက်ပို့ပေးမယ်ကားပါတယ် နေပါစေဟာငါတက်စီနဲ့ပဲသွားပါမယ် နင်ကလေဟာဗာလေအမေနင့်ဆိုင်မှာငါအကျွေးဝင်မှာဆိုလို့လားအကျွေးဝင်ပါဘူးလှန်ငင်းဝင်မှာပါငါလည်းကုန်းမနိုင်တဲ့စကားလေးပါလေပြောရတာပေါ့ဟာနင်ကလေ အဲ့ဆိုလဲလိုက်ခဲ့မယ်လေ ကိုပြောတဲ့ဒီဆိုင်မဲလေစိတ်ပြီးတော့ကိုဝင်းနိုင်နဲ့တွေ့သွားပါအောင် တွေ့တော့ငါတော့မယ်ပိတ်စာလေးရှိပြီလို့ ဟာဟာအဲ့မှာအဲ့ဒါ ဖိုက်စာလေးပြီကဟုတ်လေထမိတ်စားမလေးပေါ့ထမိတ်ကြရည်လေးကြီးဖိုက်စာလေးပြီပါလို့လေ ကိုကြီးထမင်းမကျင်လိုက်ရတော့မယ် 放在有钱配。 ကိုကြီးထမင်းမကျင်လိုက်ထမင်းစားပါလားတင်းရမ်းလာလိုက်လေမကြည့်ဘူးနော်အဲ့ဒါကိုရည်ပါရှိပါမမဘူးလေးနိုင်တယ်ညာလေးစီအဲ့ဒါလေးရောမှကိုဝမ်းဆက်လုပ်ထားပြီးတော့နေပေါ့အဆင်ပြေပါတယ်မှာအဲ့လေတောင်းဖို့တော့မပွဲနေပွဲတိုင်းလည်းဝေးလို့ရတယ်မအဆင်ပြေတယ်လို့လုပ်လို့ရပါတယ် ။တရားဝေးရေးစရာရှိလား ရှိပါတယ်မရှိပါတယ်ဟုတ်မင်္ဂလာဆောင်လားမ ။ပွဲတက်နေသွားကြအောင် အော်ဟုတ်ဒီထက်ကောင်းတာကြီးလည်းရှိပါသေးတယ်ဈေးဒီထက်များတာလည်းရှိပါတယ်ဟုတ်
လား အားမလို့ရှင်မိုးချိုးပြီးဖိလို့ထမင်းစားတယ်နော်ထုတ်ထားတယ်တော့တော်တယ်မင်းကနှိမ်ခင်းနေကမင်းမလို့အောက်ထားတာကြာပြီကွာအဖေကလည်းစီးလာ လေကိုရဲ့ ဘာဖြစ်ရမှာလဲမင်းအခုစီးလာတာဖေကဟမ်အဖေစီးရှိမှလက်ပြနှုတ်ဆက်ရလောက်မင်းတို့ဘယ်တော့သိခဲ့အဲ့ဒါမင်းကောင်းရှင်းအောင်ရှင်းတယ် အော်အဲ့ဒီကိစ္စလားဟိုတင်းကလေကိုမမိမယ်ထင်လို့မပြောတာကိုရဲ့အားကြောင့်ကိုမျက်နှာဒီနေ့တနေ့ကိုစုပုတ်နေတာကို ဟုတ်တယ်ထားရှိစရာမဟုတ်ဘူးတဲ့မင်းတို့ငါပြောတာရှင်းရှင်းလေးငါ့ဟောသားမင်းအဲ့ကိစ္စကိုရှင်းအောင်တာရှင်းပြတယ်အဲ့ဒီကောင်ဖေကကောင်မင်းနဲ့ဘယ်လောက်သိခဲ့လဲ ဟာအဲ့ဒါဖြိုးထက်လေကိုရဲ့ဖြိုးထက်ကိုမမတ်မိဘူးလားလုံခဲ့တဲ့10နှစ်တော့ဖြိုးထက်လေ ဟာဖြိုးထက်အဲ့ကောင်ကဖြိုးထက် ဟုတ်လေကိုမမတ်မိဘူးလားရှင်တို့တိတ်တရားလုံနေပြီနော်လိုက်ပြီးတော့နှောက်ရှက်ပါနဲ့ နှောက်ရှက်တာမဟုတ်ပါဘူးညီမလေးဟိုညီမလေးကရမ်းလာနေတော့လေဟိုမိတ်ဆက်ချင်တယ်မိတ်ဆက် ချစ်မှာနှမမရှိဘူးလား ကိုမမလည်းမရှိဘူးညမလည်းမရှိဘူး only one တယောက်တည်းကနော်နိုင်မှာရှက်ရှက်ခင်ငယ်ချင်းတို့ပါသူမှမင်းတို့ကိုမကြည့်ဘူးပဲနဲ့နှောက်ရှက်နေပါနဲ့ကွာ လူဆန်းကောင်ကြီးလာပြီလူဆန်းကောင်ကြီးဟဲ့မင်းလည်းမင်းသွားစမ်းပါကွာမင်းသွားဖျားဘူးထပ်သွားမယ်နော်ဟဲ့မင်းခန္ဓာကိုယ်လေးနဲ့ငါတို့မျိုးနဲ့မမျှပါဘူးကွာသွားစကြီးကသွားဒီမှာငါတို့အတန်းစရာလေးအမရရရကွာညီရဲ့ဆုံးတော့လက်တံတော့အခုရှိလဲကြိုက်တယ်ကွာ အခုဟုတ်တယ်ကိုဝင်းနိုင် ကျွန်တော်ပြောတတ်ပါကို ဟေးပါ ခုနေ့အကိုကူညီတာကျေးဇူးတင်တယ်ဗျာ ဘာဖြစ်လို့လဲ အကိုတော့မကူညီရင်လေအခုချိန်လောက်ဆိုကျွန်တော်နတ်ပြည်မှာလေနတ်သမီးတစ်ဖက်900နဲ့ပျော်နေတော့ပြီ မင်းကောင်းလာပြီလားဟမ်ငါအဲ့လိုမှန်းသိလို့ရှိလေငါအဖြစ်ခံတယ်ဟဲ့ငါအဖြစ်ခံတယ်သိလား အကိုကလည်းဗျာအဝီစီရောက်တယ်လို့ပြောတာနဲ့ဆိုင်နတ်ပြည်ရောက်တယ်လို့ပြောတာဘုံမကောင်းလား ဟေးကောင်းပါလားကွာဒီမှာငါညီရဲ့စကားအတုံးလုံးပြီးတော့ကိုရှိလဲကြိုက်သွားပြီအောင်တကယ်ပြောတာ ဘာလို့များတလောက်တော့သဘောကျနေကြရလဲ ဟိုရင် တင်းပါကိုဟိုနေ့ကလေကိုညီတာကျေးဇူးတင်စကားတော့မပြောလိုက်ရအောင်အခုလမ်းကြုံတော့အင်းလဲခေါ်ပြရစီတော့ကိုနော် ဟုတ်ကဲ့အဲ့ဒီကကျွန်တော်ကိစ္စလေးရှိတယ်သွားလိုက်တာဒီကဘယ်သူ တင်းလေးကို ဟုတ်တယ်တင်းကကျွန်တော်ကိုကျေးဇူးတင်စကားပြောလို့ရှိရင်ကျွန်တော်အဲ့စကားကိုကျွန်တော်ဘယ်လိုတုံ့ပြန်မှမသိတော့ပါ အဲ့ဆိုလို့ရှိရင်ဒီနေ့အကိုကျေးဇူးတင်စကားမပြောတော့အကိုမနေတတ်မှာဆိုလို့ဒါပေမဲ့ခင်မင်မှုအနေနဲ့တော့ဒီနေ့အိမ်လိုက်လေရမယ်နော် ဟုတ်ကဲ့ညီလေးဟို
တင်းတင်းတို့အိမ်သွားလဲအောင် အာကျွန်တော်မလိုက်တော့ပါဘူးကွာအခုပဲသွားလိုက်ပါကျွန်တော်ကိစ္စရှိသေးလို့အခုနဲ့ကျွန်တော်နောက်မှပဲဆုံးလာမှာနော် ဟိုရှုပ်ထက်ကလည်းနင်းလည်းတစ်ခါလေးလိုက်ခဲ့လीမလိုက်တော့ပါဘူးဟာဒီမှာငါကိုစားလေကိုဝန်းနိုင်ကြီးကိုပို့ပြီးအခန့်လိုက်ငါတက်ပို့ပြီးအခန့်လိုက်ဟာလားငါကိစ္စရှိလို့ငါသွားမယ်နော် အဲ့မှာဟာငါပဲပို့ပြီးအခန့်လိုက်တော့မယ် ညနေကျမှပြန်တွေ့မယ် ဟုတ်ကဲ့ဟုတ်ကဲ့နော် တွေ့မယ် ငါခါရကြလားရှုပ်တယ်လို့ကိုနေဦးလေဟော ကိုရင်း တင်းတင်းပါကိုဖုန်းလေးကလေကူညီတာကျေးဇူးတင်စကားတော့မပြောလိုက်ရအောင်ဒီနေ့အကိုကျေးဇူးတင်စကားမပြောတော့အကိုမနေတတ်မှာဆိုလို့ဒါပေမဲ့ခင်မင်မှုအနေနဲ့တော့ဒီနေ့အိမ်လိုက်လေအောင်နော် အဲ့ဒီကဟိုကျွန်တော်တိစားလေးရှိတယ်သွားလိုက်ဒီကဘယ်လိုဒီနေ့ကကျွန်တော်ကျေးဇူးတင်စကားပြောလို့ရှိရင်ကျွန်တော်အဲ့စကားကိုကျွန်တော်ဘယ်လိုတုံ့ပြန်မှမသိဘူးပါဒါနဲ့မသိသိလို့မိသားစုလိုက်ဒီလေးမှလည်းနေကြတယ် ဟုတ်တယ်ကိုဝင်းနိုင်ရဲ့မိသားစုဆိုပေမဲ့လေတင်းတင်းရဲ့မမေရဲ့ပဲရှိတာပါဟိုအမေတစ်ခုသမီးတစ်ခုပေါ့သမီးကတော့ဆုံးသွားတာ7နှစ်လောက်ဆိုပါပြီ ဟိုကျွန်တော်မသိသိကိုစိတ်မကောင်းစရာစကားတွေမေးမိတူဖြစ်နေကြ ရပါတယ်ကိုဝင်းနိုင်ရဲ့အခုတော့လေမမေကဈေးသွားတယ် ဟိုမသိသိတို့ရဲ့ဒီခြံဝင်းလေးကအရင်ကချစ်စရာကောင်းတာပဲနော်အရင်ကလည်းနေချင်းစရာပဲ ဟုတ်တယ်ကိုဝင်းနိုင်ရဲ့ဖေရှိတော့ကလေဒီခြံလေးထဲမှာစင်းစင်းဆူဆူလေးနဲ့လှလှပပလေးဖြစ်အောင်လို့ဆိုပြီးခြံထဲမှာတကုတ်ကုတ်နဲ့တူပဲလုံနေတာအခုဖေမရှိတော့လေမမေကဖေရှိစင်တော့လို့ပဲအဲ့လိုပဲခြံထဲမှာလှလှပပလေးနဲ့တသက်ရက်လေးဖြစ်အောင်လို့ဆိုပြီးတကုတ်ကုတ်နဲ့ပဲလုံနေတာ မသိသိရဲ့အမေတော့ကျွန်တော်တကယ်ကိုလေးစားကြည့်နေတယ်ဗျာဘာဖြစ်လဲဆိုတော့မသိသိရဲ့အမေကသူ့ယောက်ျားကိုအတော့ကိုချစ်ရှာတာနော် ကဲကိုဝင်းနိုင်စကားကောင်းနေလားကြဖတ်တယ်လေးစားဒီနေ့လည်းအေးကုန်တော့မယ်ဒါနဲ့လေကိုဝင်းနိုင်ရလေကိုဝင်းနိုင်ရဲ့အကြောင်းနေတယ်မပြောဘဲနဲ့တင်းတင်းအကြောင်းကြီးပဲမေးနေတာကိုဝင်းနိုင်မိသားစုနဲ့လေဇနီးတွေသားသမီးတွေရောဘယ်မှလေးဘာလုပ်ကြလဲ ဟိုတင်းနေကျွန်တော်မှဟိုရင်းမိသားစုတွေသားသမီးဆိုကျွန်တော်မရှိဘူးကျွန်တော်တကယ်ကိုဒီလိုစစ်စစ်ပါမသိသိတကယ်ဒီလိုစစ်စစ်ပါမသိသိ ကိုဝင်းနိုင်ရတော့လေကြောင်ညာဝင်နေပြန်ပြီ တကယ်ပြောတာမသိသိရဲ့ဟိုကျွန်တော်မှမိမလည်းမရှိတော့ဘူးအဲ့တော့ကျွန်တော်တယောက်တည်းအထီးကျန်နေတာမသိသိ တော်ပါပြီကိုဝင်းနိုင်ရဲ့တော်ပါပြီကိုဝင်းနိုင်ဆက်ပြောလို့ရှင်လေကျမလေကိုဝင်းနိုင်ထိမကြအောင်အဖော်ရှာပေးအောင်လို့ဖြစ်နေ သိသိရတယ်ဗျာ ကိုဝင်းနိုင်လာလေဒီနေ့ကလေဒီနေ့တော့မှကိုဝင်းနိုင်မျှော်နေမိသေးတယ် ကျွန်တော်ညှို့နေမိတယ်ဟာဝမ်းသာလိုက်တာတင်းတင်းရဲ့ ဟုတ်အဲ့လိုမဟုတ်လေဒီနေ့တနင်္ဂနွေနေ့မှာလား ဟုတ်တယ် ကိုဝင်းနိုင်တနင်္ဂနွေနေ့တိုင်းဒီရွာလေးကိုလာတတ်တယ်လေအဲ့ဒါကြောင့်ပါ ကျွန်တော်အခုလိုမျိုးအထီးတရလည်းညှို့နေမိတယ်ဆိုတာကိုကျွန်တော်ဝမ်းသာလာပါတင်းတင်းရဲ့ဟုတ်ဒါနဲ့ဟိုတင်းတင်းကိုအမေရော မမေကဒီနေ့လာပြင်းနေလေဟိုရွာเจ้าမှာဥပုပ်သွားဆောင်တယ်ဟိုကိုဝင်းနိုင်ရောဥပုပ်မဆောင်လား တင်းတင်းကကျွန်တော်ဖုန်းကြောင်းပို့နေတယ်လी
ကျွန်တော်အိမ်တော်မပြီးပါသေးဘူးကျွန်တော်အခုမှအိမ်တော်ပြီးဖို့ကျွန်တော်စဉ်းစားနေတာတကယ်ဟာဒါဆိုလို့ရှိရင်ကိုဝင်းနိုင်တကယ်အိမ်အောင်ပြုတော်မှာပေါ့ကိုဝင်းနိုင်မှာချစ်သူရှိပြီပေါ့နော်ဘယ်ရလဲချော့လားဘာလို့လဲကျွန်တော်ချစ်တဲ့ချစ်သူကရမ်းချောအရှမ်းလှတယ်ပြီးတော့အရှမ်းကိုလည်းရှင်ကြီးတယ်ကျွန်တော်ဘဝအတွက်တော့သူကကဲကိုလက်သမီးလေးပဲဗျာဒီကမတင်းတင်းသူ့ကိုတွေ့လို့ရှိရင်တိမှာပါကိုဝင်းနိုင်ရလေဘလို့မှလည်းမသိဘူးဟိုတင်းတင်းကိုပြောလေတင်းတင်းနဲ့မိတ်ဆက်ပေးတင်းတင်းအောင်တယ်လုပ်ပေးမှာပေါ့ဘယ်မှာနေရလဲမတင်းတင်းတကယ်အောင်တယ်ပြီးမှာတကယ်လုပ်ပေးမှာပေါ့ဘယ်မှာနေရလဲပဲပြောပါဆိုဖြစ်နေပါလေဒီကတင်းတင်းအောင်တယ်ပြီးလို့ရှိရင်ဖြစ်နေတင်းတင်းကလေတကယ်အောင်တယ်လုပ်ပေးမှာဟိုကိုဝင်းနိုင်လိုလူမျိုးလေသူကကြိုက်မှာပါကိုဝင်းနိုင်ရဲ့ကောင်းတယ်ကျွန်တော်ရင်ထဲမှာသူ့ကိုကျွန်တော်တကယ်ကိုဝင်းတယ်လို့ချစ်ဟောကိုဝင်းနိုင်ရလေဘာမှမသိဘူးကျွန်တော်ဘာမှလည်းမသိဘူးလူပုံကလေရိုးပုံရိုးရတယ်ဟိုမှာမမေးလာနေကြရပြီတော့တက်လူတွေကြကိုဖြိုးထက်ကိုကြည့်ရတာဒီကိုကြိုက်နေတယ်တင်တယ်မဟုတ်ပါဘူးကိုရဲ့သူကလေတင်းအောင်ဆောင်းမရိတ်ချေတောင်တခါမှမပြောဘူးဟုတ်ပါသေးဟုတ်ပါတယ်ကိုရဲ့ဟိုတင်းကိုကြီးလို့သူအထိုးခံရတယ်ပြီးတော့တင်းနဲ့သူနဲ့အရင်ကတည်းကခင်ကြတာလေအဲ့လောက်ပဲရှိပါတယ်ဘာလဲကိုကတင်းကိုမယုံလို့လားမဟုတ်ပါဘူးတင်းဟိုကိုကတင်းကိုယုံတာပါဒီမှာတင်းဟိုယောက်ျားချင်းမှုလားမသိဘူးဒီဖြိုးထက်ခဲ့အမူအရာတွေအားလုံးကိုသိနေတယ်ကိုရဲ့တင်းရလေတင်းဘွားမှာကို့ပဲချစ်ဘူးလားကိုကလေတင်းဘွားရဲ့အချစ်ဦးပါကိုရဲ့တကယ်ပြောရမယ်ဟိုအဲ့ဒါဆိုလို့ရှိရင်ဟိုကိုတို့လက်ထက်ကြအောင်မသိရဲ့တင်းတော့တွေ့တာမကြသေးပေမဲ့တင်းကိုယုံပါတယ်ကိုတဘောပါကိုဝမ်းသာရတယ်ကိုရမ်းဝမ်းသာရတယ်ကိုတင်းနဲ့ကိုအကြောင်းမင်းတို့ပြောပြလိုက်တို့ပြောပြလိုက်ဟာတို့ကဘာပြောလဲကိုနဲ့တဘောမတူပြောရလားအဲ့ဆိုတော့တင်းကိုတော့တင်းလို့ဆိုးရတာကိုမျက်နှာကြီးကလည်းဘာဖြစ်နေရလဲမမေကပြောပါတယ်တင်းကအရင်ရောက်ပြီတဲ့တင်းသဘောပါတဲ့ပြီးတော့လေမဝင်းနိုင်ရတဲ့တီနဲ့ရိုးရိုးသားသားလေးပါတဲ့မမေကကန့်ကွက်စရာမရှိပါဘူးတဲ့ကိုရဲ့တကယ်ဝမ်းသာလိုက်တာတင်းကိုရမ်းဝမ်းသာတင်းကိုနှလုံးသားတွေခုန်နေတယ်အရင်ကိုနော်မမေကသဘောတူရဆိုနေအဲ့လက်ကြီးပါဖြစ်တာတင်းကိုကတင်းကိုချစ်လို့ဆက်တာဒီမှာကိုတင်းလေးပုံချစ်တယ်ချစ်တာတကယ်ကိုလက်နဲ့လုံးနဲ့ချစ်တာကလေးကလားအရွယ်နဲ့ချစ်တဲ့အချစ်မျိုးနဲ့ပြီးလို့ကိုကချစ်တာမဟုတ်ပါဘူးဟုတ်တယ်နော်ကိုတင်းရလေလေကိုရဲ့တီတီခံရတဲ့ရုံတဲ့အိမ်ကြီးတိတ်ခါရှိတာကြည့်ပြီးတော့လေးစားကြည့်လို့အားကိုပြီးတော့ချစ်တာလားကိုကိုဘာလို့ပြောနေလဲဘာလို့မဟုတ်ပါဘူးတင်း
အချိန်ကကိုဖြိုးထက်နဲ့ပြန်ပြီးတော့ကြုံခဲ့တဲ့ဟာတွေကိုစဉ်းစားနေတာ ကိုကလည်းလေတင်းကကိုမှတ်မိတယ်ထင်လို့ ကိုစန္ဒတွေစောပြီးဇောကတ်တော့တာမိမကြီးသိလား တင်းသိပါတယ်ကိုတင်းတုံးတူလာမှာဟုတ်ပါတယ်ကိုတင်းတုံးတူရ မတူရမှာပေါ့မိမကိုကချစ်တာပဲကိုကချစ်ရတဲ့သူဆိုတော့ကိုကတဝင်တော့တူရမှာပေါ့ကိုကတဝင်တူပိုင်ခွင့်တော့မရှိဘူးလေကဲပြောစမ်းပါ ရှိပါတယ်ကိုရဲ့ရှိပါတယ်ဒါမှမဟုတ်လေကိုစဉ်းစားကြည့်လေတင်းကကလေးနှစ်ယောက်မေးလေကလေးနှစ်ယောက်မေးဘယ်သူကကြိုက်ပါလဲ အဲ့ဒါအဓိကအဲ့ဒါပြောတာဒီမှာမိမခလေးနှစ်ယောက်အမေးဆိုပြီးမယ်ဒီမှာကိုကတော့အပြိုစင်တစ်ချိန်နဲ့တော့ကိုကမလဲနိုင်ဟမ်ဒီလောက်လှနေတဲ့မိမကိုဘယ်လိုလုပ်ပြီးစိတ်ချမှာလဲ ဟာကွာလေပို့ပြီ ဟာတဲ့ကိုကလူတော်လူသေးရတယ်သိလား ခိုင်းတဲ့စဉ်းစားခဲ့တယ်နော် ဘာမှဟောပြရတယ်ဘောက်စင်လာပြတ်တာဟမ်ဘောက်စင်လာပြတ်တာဟေးမင်းတို့မရှက်တော့ပြီမင်းတို့ရှက်မှာဖေးအီးရထွက်တော့လေ ရွေးနော် မင်းတို့ရှက်မှာဖေးအီးရဟောတော့ဘူးလေဟာဟိုငါကြောက်လေအလိုက်ရဲတည်တာပဲကိုကိုလေးမိုက်ဆောင်နေတော့ပြေးပြေးရိုက်ပြေးပြီ ကိုခေါ်လေတင်းအောင်လေရင်းနှီးလေးတစ်ခါလောက်ပေးပါလား ရှင်တွေရမယ်ဗျာခဏစားရောကြဟဲ့တောက်လိုက်လေပူလေးဗျာပူလေးဟဲ့တောက်လိုက်နော် ကိုဝင်ကိုဒီနေ့စကားကြီးပြောနေရအရန်အောင်မောနေမှာဗောကိုရဲ့ရောရင်းနှီးလေးတောက်လိုက်အောင်ဟဲကိုအခုမှကြည့်မိရကြည့်စမ်းမအောင်မကြည့်မအောင်ပါစက်မှာလည်းတရည်တွေနဲ့တော့တရည်တွေရွှဲနေတာပဲဟုတ် ပါ ပါ စက်မှာတည်ရည် ဟုတ်ပါကိုရဲ့မကြည့်နေတယ်မကြည့်တရည်တွေကြနေတယ်တော့ ပေးပါဦးကွာ ဟုတ်တယ်ကိုရဲ့ဒီမှာတရည်တွေကြ ဒီကွာချင်းလုံးမယ်အေးအတေးပြီကွာတော့ရှာချုပ်ပြီကွာမင်းရွှေရဲပူတွေကွာငါ့ကိုတော့ခါပဲ ညီမလေးရေဝါတော့ပြီးရေကားချိုးနော်ကိုကမချိုးဘူးလားညီမလေးရင်ချိုးပါပြီးမှမကိုချိုးမယ်ညီမလေးရေရင်တော့ဝင်းမှရေချိုးနော်ဟာဘူတနကားပြီးထားမယ်ဟုတ်ကဲ့ကိုအိုင်မလေးတော့ရမ်းချိုးတာကွာဒီဘောကမချီလို့ညီမလေးကရမ်းချိုးတာကြီးလာမင်းသမီးလို့နော်ကိုကိုမင်းကတော့ညီမလေးလည်းမင်းသမီးလို့မှာပေါ့အေးပါကွာအေးပါအေးပါညင်ကဘာမှားလားလေဟမ်ခမင်းကိုကောအောင်စားလို့ငါမှားလားလေခမင်းကောအောင်မစားလို့ရှင်နင့်ကိုလည်းကြိုက်တယ်နောက်နေ့ခမင်းနဲ့လည်းထည့်ပေးလို့နင့်ကပြောတာလေနင်ငါစကားနားမထောင်လားဟမ်နင်ငါစကားနားနင်ငါနားမေးခမင်းကောအောင်စားနေတော့မေးခုနားနေပါပြီမေးအဲ့မေးရတယ်သမီးထမင်းနေပါမေးရိုက်တာမှာဆိုလို့ထမင်းနေထည့်တာပါမေးခုထမင်းနေမပေါ့တက်ပြရိုက်ပါမေးရဲ့တက်ပြရိုက်ပါအော်ဒီအန်ဒူလေဝဟလားလူလေမလောက်တာပေါ့လူလေမလေးကြိုက်တယ်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 ညီမလေးညာကွာအသားထမင်းပါမင်းနော်တောက်ရပါမင်းတောက်ရပါ သိကြတယ်နော်သိကြတယ်နော် မရိုက်ပါနဲ့မေးမပါသမီးသမီးရိုက်ပါမေးသမီးရိုက်ပါကိုကိုသမီးနေမဟုတ်ပါဘူးမေးသမီးရိုက်ပါနော်သမီးရိုက်ပါ နင့်ကိုကြိုက်ဆိုလည်းနင့်ကိုကြိုက်ရတာပေါ့ မရိုက်ပါနဲ့မေးတထမင်းရလေတထမင်းပါမေးညီမလေးကိုမရိုက်ပါနဲ့နော်ညီမလေးညာနေတာ ဆက်ဆန်ငါ့နင်တို့ကဘာလဲတရားကိုမကြိုက်ပါနဲ့တရားကိုမကြိုက်ပါနဲ့ဘယ်သူမှမကြိုက်ဘူးနင်တို့နှစ်ယောက်ကိုကြိုက်လို့မရငါပုံမှာပဲကြိုက်တယ်ငါပုံမှာတော့နင်တို့ငါစကားနားထောင်ငါဆုံးရတာမြက်လို့င
ဒီဘက်လက်စမ်းတော့တဲ့ 爸爸让他们没听呢。 ဖြစ်လို့လည်းမိမရဲ့ဒါတဲ့တင်းပြောချင်တယ်ရှိလို့ရှိရင်ဟိုကိုယ်လည်းပြောမှာပေါ့ဘာဖြစ်လို့အဲ့လိုစိတ်ကောက်ဘူးအဲ့လိုဟိုဘက်နဲ့အိတ်နေရတာလဲတဲ့ဟမ် 俺们那表你们呢？后那种啊，咋了哩？都是行来对，记录你来的呢。我当然的唱屁呢。 ဒါမှမမိမရဲ့မချပြောပြမယ်အဲ့ဒါအလုံးသဘောနော်ကိုယ်စိတ်ထဲမှာရှိတာလေဟောဒီကမိမရဲ့တတရဲ့မိမိရဲ့ဒါပဲရှိတာကျွန်တော်ဘာမှမရှိဘူးတင်းရဲ့အေးပြောနေတာကိုယ်ယုံမသိရနော် မိမတယောက်ကုန်လေပတ်ချွဲနဲ့ချွဲနဲ့ရေးပြပြီးတော့လှုပ်တွေးတာတော့မစားနိုင်ပါဘူး ဒီမှာသူနဲ့ကိုယ်လေးကပိုးလုံးလေးကတီးခဲ့ကျွမ်းခဲ့တယ်လူလေးဟောပြီးတော့ तू ကဒီလုပ်ကိုလုပ်ချင်တယ်ဆိုလို့ဟိုကိုယ့်ဘက်ကနေပြီးတော့ तू ကိုဒီလုံးနဲ့ပတ်သက်ပြီးတော့စိတ်ရှည်လက်ရှည်နဲ့ကိုရှင်းပြတာကျွန်တော်ဘာမှမရှိဘူးမိမရဲ့ဒီမှာမိမတီးအောင်ပြတယ်ဟောဒီတလောကလုံးမှာမိမကလွဲပြီးတော့ကျန်တဲ့မိမလေးအားလုံးကိုမိမလို့ပဲထင်တာဗျာ ဟာပြောတယ်ကိုဝင်းကျန်တဲ့အားလုံးရှင့်မိမတွေဟုတ်လားရှင့်သေးချင်းနေပြီလားရှင့်သေးချင်းနေပြီလား မိမကကြည့်အခုရစိတ်ကလက်တက်စစ်တတ်ဆာတာမိမဒီမှာတဲ့ဟိုကိုမိမကိုလေကိုယ်နှလုံးသားရဲ့ကိုအချီအဆုံးတော့မိမလို့ထင်တာကျန်တာတွေအားလုံးအချောက်တည်ကြီးပဲလို့ကိုကထင်တာအောင်ပြုတ်难道没呢？等我来嘛。这一门过来，好吗？他大奶妹妹呢加多没？加了我屁股里，妹妹有个娘一起干的比，妹妹表情来说都是嘟嘟的表，拿来个。弄来啥都我。 တင်းတင်းဟာငါအဝေးရရင်လှမ်းကြည့်နေရုပ်ရှင်မင်းသမီးတယောက်ရက်နေတဲ့အတိုင်းပဲဟာလက်ဆက်တော့နင်းဖြစ်နေတာ哦နင်းတကယ်လှလာတယ်သလား ညလေဟာချင်းချင်းနေညှောက်နေပါနဲ့ဟာလေနေမုံစားချင်လို့ငါဒီတိုင်းလဲတွေးပါရဲ့ဟာ တကယ်ပြောနေတာဟာနင်းကလေလှတယ်ဆိုတာတဲ့ကြက်တီရှိတာ တော်ပါတော့ဟာဒါနဲ့လင်းဘယ်ကနေဘလို့လုပ်ပြီးရော အဝေးရရင်ကြည့်တာလေနင်းတကယ်မင်းသမီးလိုအတိုင်းပဲဟာမင်းသမီးတယောက်ရက်နေတဲ့အတိုင်းပဲခုချိန်မှာလေနင်းကခလေးနှစ်ယောက်အမေဆိုတာကြင်ပြီးပြောတာတော့ငါမယုံချင်ဘူး ဟုတ်ကဲ့ကျွန်တော်ဒေါ်သိန်းနဲ့အားသစ်ပါခင်ဗျဝင်းနိုင်ဒေါ်သိန်းတို့ရဲ့သမီးရွရွပါရှင်စိတ်မပြောပါနဲ့ရုံပါဝင်းနိုင်ဒေါ်သိန်းတို့ရဲ့တားနဲ့သမီးပါ ဟုတ်တော့ဟိုတားနေတယ်မြတ်ဘယ်တော့အကြောင်းကားပေါ်ဆင်းလာလဲ ဒီကဦးကဖမင်းနဲ့လာတွေ့ရလားဦးကလက်သီးကိုရမ်းကောင်းတာဗျဒီလိုလေးမေးလားသွားရအောင်လေဦးနောက်ကြော်ရင်လည်းအိမ်ကိုလာမလဲပါနဲ့နော်တမက်မခင်တတ်ဘူးရှင် တမဘာရှောက်ပြောနေ မေလာပါဗျအိမ်ထဲမှာဖေရောက်နေပြီမေဟုတ်တယ်မေရဲ့ နိဖေရောက်နေပြီလား လာကြည့်ပါမေရဲ့တကယ်ရောက်နေတာ လက်သီးတို့ကျန်းတယ်အိမ်ကိုလာမလဲနဲ့ ညီမလေးဘာလုပ်တာလဲအော်ကိုထမင်းမကောင်းမမေကရိုက်မှာပေါ့အဲ့ညာထမင်းကြောက်တော့ရှင်းလိုက်တာလေညီမလေးရေကိုထမင်းကောင်းစားပါလေကွာနောက်ပြီးတော့မမေကိုရိုက်တာလေကိုထမင်းကောင်းစားရရင်လို့စီနာနဲ့ရိုက်တာပါကိုထမင်းကောင်းစားမှာအားရှိမှာလေဟောဒါတော့ဒါပေါ့ကိုရဲ့ဒါပေမဲ့ကိုရိုက်တာဒီမှမကြိုက်ပါဘူး ကဲလာကြပါလာကြပါလာဒီမှာလည်းမင်းတို့ပြီမင်းတို့ငါလင်ရဲတယ်ပေါ့ဟုတ်လား မဟုတ်ပါဘူးမမေနဲ့အဲ့လိုနဲ့ရက်ပြီးစကားပြောတာတမ်းမကြိုက်လို့ပါပြီးတော့ဖေဖေတွေ့ရင်လည်းမမေနဲ့ဖေရံပြအောင်ပါလေ ဟ
ဟုတ်ပါတယ်မမေရဲ့အဲ့လူကြီးကအနာဘူးလာမှမသိရ ဟဲ့သမီးကိုထက်ကြီးတဲ့လူအဲ့လိုမပြောရဘူးလေတာရောတစ်ခါလေးမှားရမယ်နော်တားနဲ့သမီးကိုမမေဒီခါနောက်ဆုံးချိန်နဲ့ခွင့်လွှတ်လိုက်မယ်နောက်တစ်ခါကိုထက်ကြီးတဲ့လူအဲ့လိုမျိုးပြောဆိုလို့ရှိရင်မမေရိုက်မှာနော်နှစ်ယောက်စလုံးကြားလား ဟုတ်ကဲ့ပါမမေတောင်းညီမလေးရောနောက်ဆိုစင်ညီမတမလေးစင်ညီမမယ်မမေ ကဲတော့အိမ်ကြီးသွားလဲဆရာကြီးတွေလူဆရာမကြီးတွေလူမိဘကိုပြန်ပြီးတော့စုံမတဲ့ပုံစံမျိုးမလုပ်နဲ့နော်ကြားလား ဟုတ် သွားထားရှိတယ်ထားရှိတယ်ဒီအရင်မောင်နဲ့မတီးရလားသူတို့ပဲကြည့်ကြည့်တော့စတိုင်ပို့လိုက်မယ်ဆိုလို့ရှိရင်ရှုံးနေမယ်ဆိုလို့အားရည်နဲ့ကျောင်းတော့မရတော့ဘူးဟာလားဝေးလိုက်ရမမေသားပြီးဆိုတာနဲ့ကြောက်လိုက်ဆိုဖေကအီးပါထွက်ရတယ်လို့ဟာသူတို့ကဖေပြီးသားပါတယ်ကွာဘယ်ရှုံးလို့နော်အခုဒီကျောင်းသားမစပြီးရဟိုဒါဟိုကျွန်တော်သားမောင်အသေးတယ်တာဒါနင်းလို့ခေါ်တယ်ဒါကျွန်တော်သမီးလေးပါကျွန်တော်သမီးလေးယွန်းယွန်းလို့ခေါ်တယ်သမီးဒါဟိုနင်းလို့ခေါ်တယ် မမေလောက်လည်းမလှအောင် ဟမ်သမီးအဲ့လိုမပြောအောင်ဘူး没朋友了，来，啊，好了，我不，嘿，你就别倒霉了，我到上面了，你。မင်းတို့တွေကဆရာကြီးလားဆရာမကြီးဟမ်လူကြီးကိုလူကြီးပဲမလို့မသိကြဘူးနေစမ်းပါငါအလုပ်ကိုလိုက်လာပြီးတော့ငါအလုပ်ကိုတက်တက်မိတ်ပြအောင်လုပ်နေကြတာငါ့ရှေ့အောင်ပြောတယ် သားသမီးရလည်းခက်ခဲခဲအဖေကလည်းခက်မှုံမော်နဲ့လိုက်လေလိုက်ပါတော့ နေကိုဘယ်လိုပြောလိုက်တာလဲနေကိုရှေ့အောင်ပြောတယ်နေဘယ်လိုပြောလိုက်တာငါ့ရှေ့အောင်ပြော မဟုတ်လို့လားဟမ်မဟုတ်လို့လားရုပ်ရှင်ရိုက်နေကြတယ်မှတ်နေလားမသိလူအများကြီးကြားထဲမှာထူပေးသလိုနဲ့ပွင့်ထားလိုက်တာညာဟိုဟာမှလည်းမယုံတော့ရေငိမ့်နေတာပဲကိုဖေစောင့်ကြတာမှနားကောင်မှမသိဘူး ငါမင်းကိုရှေ့အောင်ပြောပြနေသားသမီးတွေကသူများထိုင်မဲ့ခုံရွှေ့လိုက်လို့အဲ့လိုဖြစ်တာအဲ့ဒါမင်းနားလေ ဟောရွှေ့လေတော့ကိုထိုင်မဲ့ခုံတော့ကြည့်ပြီးတော့ထိုင်ပေါ့အခုဟာလေမောင်တော့ရဲ့မျက်နှာဖူးနေတယ်လို့ပဲဘာမှန်းကိုမသိဘူးနဲတောင်နေတယ် ဟာနဲ့ဒါနဲ့အဲ့ဒါဟာမင်းတို့ကငါမင်းတို့ရိုက်လို့လုပ်ကြတာဟာလား ဟုတ်အမေထိုင်မောင်းမေဘယ်ကလဲလာလဲ ဘယ်မှလက်မလာငါမင်းတို့လာခေါ်တာလက်ပြန်ကြောက်ပိတ်ရဲ့အိမ်ခေါ်သွားမလို့မောင်ဝင်းနာဒီမှာငါမင်းတွေလောက်လိမ်မာတဲ့ကလေးမျိုးဘယ်မှရှာမတွေ့အဲ့လိုကလေးမျိုးတွေများမင်းကရိုက်ဖို့လုပ်နေပါဟာလား မဟုတ်ဘူးမေမဟုတ်ဘူးအမေအဲ့လိုရှေ့ကနေကာစီလို့ဒီကလေးတွေအဲ့လိုဖြစ်နေတာအမေ ငါဘာမှသိရတယ်မသိရတယ်ပြောနေတယ်ငါမင်းကိုရိုက်ဆုံးမစရာမလိုငါမင်းတို့ငါခေါ်သွားမယ်မင်းတို့လိုက်မယ်မလား ဟုတ်ပါ အေးဒါပဲမင်းတို့လည်းများများကြည့်လောက်ကြနော်ငါမင်းတို့ အဲ့တော့အဲ့လိုဖြစ် နာဘွားရင် နေတာ သွား ဟုတ်လားပြေကက်ကက် သူများသွားပြောနေတာ ဟဲ့ငါမင်းတို့ငါခေါ်သွားမယ်နော်ကြက်သတိထားကြ ပြန်မပို့လဲပြဿနာမရှိဘူး ဟုတ်ကဲ့ တော့ပွေတဲ့ခါဟင်းမင်းတော့ကစကားပြောတာမကြည့်တော့နော် ဘာမှလာပြောနေတယ် ဟုတ်ကိုရေစင်းကစားကြရအောင်ဖွားကိုပြောမယ်လေ။အော်ညီမလေးကလည်းဟိုရရေးပါနှစ်ကုန်လွေလုံးမယ်။ချောင်းကြီးကန်ရေးဆိုတာအသားမင်းတက်တယ်။ညီမလေးသားမင်းကလွေလုံး။အာမဲပလေးစီဖွားသာပြောရအောင်။ဟုတ်ပါတမီးရေစင်းကစားချင်လို့ ဟောသမီးရဲ့ဒီလောက်နေပူရဲ့ရေစင်းချိုးဖြားတတ်တယ်ပူတွေပါလေချက်တတ်တယ်ပြီးတော့ဒီရေကလေရေတက်တယ်ဆိုတအားနဲ့တာရေကြကျင်ကြမှာလူစင်းပြီးချိုးလို့ရတာသမီးရဲ့ ။ဟုတ်ပါတောင်းရဟိုးပါမလား။
အေးဟိုးတစ်ဖက်ကမှသားတော့အိမ်ရှိတယ်ဟောဒီချောင်းကန်ကြီးတစ်ဖက်ကန်းကိုတွားရင်သားတို့အိမ်ကိုရောက်ပြီကဲညီအေးပြီးရေးကြသွားကြမှာရေကစားရမယ်နော် ဟုတ်ကဲ့ပါဖွားဖွားအရန်လိမ့်ပါမယ်နော်အဲ့ကြောင့်ချောတာ ငါမီးလေးကလေတိတ်ကိုစကားတက်တာသိလားနော်ဟဲ့ညီကြီးလာရင်တော့လေညီအကိုတောင်ရောင်းစားမလားမသိဘူးဒါလေဒါညီမကိုသတိထားနော်တားကိုရောင်းစားလိုက်မယ် ဖွားရဲ့တမရကိုကိုရောင်းစားပါမလားဖွားကရောင်းစားမှာ လေကျုပ်ကိုရောင်းစားမယ် တမရစတာပါဖွားရဲ့တမရမှာဖွားဆိုလို့ဒီတယောက်ပဲရှင်နော်ကို ဟုတ်ပါတော့ ဖွားရဲ့ဟောမရဟောကိုချစ်လို့စတာပါဒီမလေးနောက်ဆိုဖွားကိုမစအောင်နော်ပြန်ကြောလိုက်ကြောပါဖွားဟိုတမရချစ်လို့စတာပါဖွားရဲ့ အေးပါကဲဟောပါအိမ်မတဲအောင်မယ်ဒါတို့အေးစိတ်ကစားနေကြနော်ညနေကျမှရေကစားရမယ်နော်အခုစင်းမကစားရဘူး ဟုတ်ကဲ့ပါဖွား ကဲရော့အသေးသမီးကိုကောင်းအောင်စားနော် ကားကုန်စားပါရဲ့ညီ ရော့ယွန်းအကုန်မကုန်တဲ့ထမင်းတွေကိုအမေမသိအောင်လို့သွားခိုးပြီးတော့လှုပ်ပြစ်ပြီးရင်ဆရာကြီးလှုပ်ကြားလားမချန်ကိုထမင်းတွေကိုလေကုန်အောင်မစားလို့ငပိန်ယူဖြစ်နေပြီ ဟောမမေကလည်းတမရထမင်းနဲ့ခိုးပြီးတော့မတော်ပါဘူးကိုကလည်းအခုဆိုထမင်းနဲ့အများကြီးစားရပြီတမီးစီကနေအောင်ယူစားသေးရဲ့မမေရဲ့ ဟုတ်လို့လားယွန်းရဲ့ဟုတ်မှလည်းလေးမှာဟဲ့ငါသမီးကိုခုမှကြည့်နေရဲ့ကျန်အသားကြီးတော်တော်မဲသွားတာပဲအေးကန်နာမနေ့ကကန်နဲ့စိတ်မရေချိုးတယ်ထင်တယ်ရေဒီပိုင်းနဲ့ဒုက္ခသမီးရဲ့မမေတို့ကလည်းလေသူ့မျိုးဆိုတိတ်လိုလိုက်တာပဲနောက်ဆိုလို့ရှင်မမေတို့အိမ်ကိုမလွတ်တာပဲကောင်းတယ် မေတော့ကြောင်းလောက်ကြနေပြီတော့တော့မယ်နော် စောသေးတယ်လေသားရဲ့ မဟုတ်ဘူးမေတမရဒီနေ့တက်ရှင်လို့ဆရာရှိရဲ့အားကြောင့်နိုင်ဝါတော့တွေ့သွားမှဖြစ်မှာမေ ဟုတ်ပါပြီတော့ဟုတ်ပါပြီသွားပါငါစူနေရနဲ့လေဟိုအကြောင်းပြဒီအကြောင်းပြလုပ်နေငါမသိမြင်မှန်နေလားငါလေညီတို့ရဲ့အမေနော်သမီးမဟုတ် မေတော့တော့မယ်နော် အေးတတာမေလေကိုမေမေတော့နော်ဒီကောက်ထားလိုက်မယ်နော်မေတော့ထားလိုက်မယ်တော့ ကုန်ပါပြီအားသိရဲ့ကုန်ပါပြီဒီအတွေ့လည်းရောက်ပြီဒီလောက်တော့မမော်နမဲနိုင်ရလားဟမ်မမော်လေဒီလောက်တော့မမော်နမဲကျိတ်အောင်ဟာလက်ပိုက်ဟာလက်တော့မမော်နမဲနိုင်ရလားတက်ရွယ်အချင်းနေညာဒါလေးကနားလေကဒါလေးကနားလေအဲ့ဒါကြောက်ရတယ်မမေအဲ့ဒါမကြောက်ခင်တာမမေရိုးဟာနဲ့နေသွားတော့ငါနဲ့မတိုင်းမိလိုက်မယ်နော်သွား ဒီမလေး你抽的好不？你妈也看有个多少年了不？没招人了没？ အေးရိုက်မှာတော့မကြောက်အဲ့ဒါငါမင်္ဂလာကိုပြည့်စည်နေတယ်နေနားတယ်လားအဲ့ဒါငါမင်္ဂလာကိုပြည့်စည်တယ် 没，咱们小鬼好吧？哥哥这把没，哥哥哪里把没，咱们有烟吧？你妈有烟吧？你抽多少？多少年别抽多？သွားမလေးအဲ့ဒါငါမင်္ဂလာပြည့်စည်နေနားတယ်လားနေနားတယ်လားနားတယ်အောင်နေမသိဘူးလားတော့မကြောက်လား咱们小鬼好吧？别的吧，是吧？哥哥这把没，哥哥这把最对的，没。哥哥，你别抽了，我要交了我。多少年别抽了？没招人了没？招不着我。没，咱没有烟了没？咱没有烟，哥哥没办了喏。你妈你要招记住，招回感觉不要没？招烟吧，招不着。你妈嘞，你招我哩？没招哥哥。咱没有烟了没？咱没招没招。不要下一把。然后嘞，多少年别抽了好？多别抽了呢？咱没烟吧？哎，不要咱没抽过呀。咱没有烟吧？ တာရဲ့မမေတိတာလေတာရဲ့မမေတိတာလေငါသားလေးမလေးဦးလေငါသားလေးမလေးဦးမမေရှာပြီနာဝလာဟင်တာနာဝလာဟင်မမေမပါရဲ့တာရဲ့တာလေးတာညီမလေးဦးလေအဲ့လိုတော့မချစ်လားအဲ့လိုတော့မချစ်လားတာရဲ့ 我帮你搞的嘛，你。 တာရဲ့ဒီမမေစိတ်လိုက်ပြီမနော်နော်မမေစိတ်လိုက်ပြီမမေ
ကိုဘာလေ ဟမ် ကိုရော ဟိုဒီ ဘာဟိုတွေဒီလောက်နေရလဲမှန်မှန်ပြောစမ်းပါကိုရောလို့ ကိုဝင်းနိုင်နင်းနုနဲ့ထွက်သွားတယ် ဒီချင်းဆိုင်မှာလူကြတဲ့အချိန်လေအဲ့လိုပဲသွားနေကြပဲလား မနေ့ကလည်းတစ်ခေါက်သွားသေးတယ်ဟုတ်ပါဘူး ဒီကလည်းသွားတယ်ဟုတ်နေပါပြီဟုတ်နေပါပြီ တင်းတင်းသူကိစ္စရှိလို့နေမှာပေါ့ဟာငါလည်းသိနေပြီပဲနောက်တော့ထပ်လာခဲ့နောက်နေ့မှဆုံးမယ်နော် ဟောနောက်နေ့မှစုံမယ်လေ ကိုခေါ်လေကိုခေါ်လေ လက်လာဟိုတင်းတင်းကိုကိုလေးကိုဘာခိုင်းလို့လဲ ခိုင်းမလို့တေးခိုင်းမလို့ တေဘူးခေါ်လေးမိမမရသေးဘူးတေဘူး ဒီစီကဆဲလို့ကိုမကောင်းနာအိမ်နော်ဇရက်မဟုတ်ကောက်ကိုတနေ့ကိုအနေလိုက်ချင်တာလိုက်အိမ်မှာဒါမရမ်းနဲ့ နင်းကဘာပြောလဲ ကြားတဲ့တိုင်းလေ နင်းတော့မိမဟောနင်းပြန်ပြောစမ်းဟမ်မိမတော့ကြုံလာကောင်းဆက်ပြီးတော့မင်းကဘာလဲပြောနေတာပြောစမ်းပါနင်းကအဲ့ဒါ ဟာရှင်ပါပြောတယ်ရှင်ရတယ်တနေ့ကိုအနေလိုက်သေးတယ်တခိုးကလည်းလူပြန်ဟစ်လို့ကြီးအောင်ကြီးတင်နေတယ်ဟမ်ဒါမှမဟုတ် အဲ့ဒါမေမင်းဘာလို့ဆက်နေမတိုင်ဘူးမင်းငါနဲ့လည်းမတိုင်နဲ့မင်းသိလားငါနဲ့လည်းမင်းတိုင်နေနေပါဘယ်လိုရှိတာလဲစစ်စောပြောလေဘယ်လိုလုပ်ပြီးကြည့်တော့မင်းဘာလို့လဲမင်း ခလေးတွေနဲ့လာတော့မင်း ကျမပဲဒီတူတူပဲ ဘယ်ကျွားခလေးတွေတော့လာရောက်ရအောင်ဆိုင်ပါမတော်ကောင်းတယ်ကောင်းတယ်ကောင်းတယ်ကောင်းလိုက်တာဟာတယ်ဘာလို့လဲမင်းရမရတော့တကယ်ဆက်ရဟုတ်လေဒါကိုတင်းလာပါလေမနေ့ကလာရတယ်ဟိုကောင်လေးတယောက်နဲ့လေကားလေးတစ်စီးအောင်ပါလေဟိုရာသာနေဝင်းလိုဘာလို့နဲ့ကောင်လေးသူတို့ကပြောသွားတယ်ဗာလေနောက်နေ့ပြန်ဆုံကြမယ်ကားအမဲလေးနဲ့ကောင်လေးပါလားဟုတ်တယ်ဒီကောင်ငါဆိုင်နေအထိဒီကောင်လာရေးတယ်ဟမ်တင်းရလဲကွာဆိုင်နေအထိကိုခေါ်လာရဲတော့အောင်ဒါတက်နဲ့နဲ့ပြောင်းတိုက်တာသူ့ကြသေးတော့ပြောဝင်လာငါမိမိမကောင်လေးတယောက်နဲ့ကားတီးစီးတဲ့အတူစီးသွားတာငါတွေ့လိုက်တယ်ကွာဟိုတင်းတင်းကိုကြည့်ထိန်မောင်တကယ်ကြီးဟာဟဲ့မင်းဘာလာပြောတာဘာလာပြောတာလဲအဲ့ဒါတကယ်ရေးကွာတကယ်ကြီးဆိုပြီးမင်းကားတီးစီးတဲ့အတူစီးသွားတယ်လို့လားကွာဟဲ့ကွာအခုခင်မှာမင်းကြွက်ပြင်းနေရပေါ်ပါပြီနဲ့မသိလားဟုတ်တယ်ဒီကောကွာမမေကျေးဇူးများကြီးတယ်မမိမကိုကြည့်ရတာဂျာကားစီးကြည့်နေတယ်စီးမနေစေကွာဟေးကွာရောက်ပါဟဲ့တင်းနေမြို့တွေ့ရတယ်အတော်ပဲ ဘာများလဲမိစုရဲ့ ။အော်ဘာမှလဲ။ဟိုဒါနဲ့နင်းမျက်နှာလေးလဲခြောင်လို့အေးပြတ်ထားတာလား နင်ပြောစရာရှိတာပြောစမ်းပါမိ ။ စုရဲ့ အေးပြောမယ်။နင်းချစ်စီကြောင်ပြောမလို့ဟဲ့။ငါလွန်ခဲ့တဲ့3-4ရက်လောက်တုန်းကလေကိုဝင်းနိုင်ကိုကောင်မလေးကြောင်နဲ့တွေ့ရဲဟာ။ကောင်မလေးကသူ့လက်ကိုဆွဲထားတယ် ဟိုသူတို့ပုံကလေရိုးလာဆန်းလာဘလို့လဲ ။ငါတို့ယူတယ်လို့မထင်ပါဘူးဟာ။ကိုဝင်းနိုင်လည်းကောင်မလေးလက်ကိုပြန်ဆွဲထားတယ်။ပြီးတော့သူ့ကိုလမ်းကူးသွားတဲ့ဘက်မှာတဲခုကန်နဲ့တွေ့ရဲဟာ တဲကိုခန်းတွေ့ရဟလား ။
ကိုဝင်းနိုင်ရလဲဟဲ့ဒီလိုကလေးနှစ်ယောက်ရအောင်ဖောက်ပြန်မှုမကောင်းပါဘူးနင်ကလည်းဂယုစိုက်လေနေနေတဲ့သူလိုနေမနေနဲ့ဟာဟဲမင်းတင်နေအောင်လေအော်ငါစကားမဆုံးသေးဘူးဒုက္ခပါပဲဒုက္ခပဲစိတ်ညစ်ပါတောင်းနေပြီဘယ်တမီးနဲ့ဆက်ကြော်ဆွဲပေးမယ်လေဒီရဲ့ဒီမေလေးမနေ့ကညနေတော့ထမင်းလည်းမစားဘူးဒီနေ့လည်းဘာမှမစားဘူးလေဟုတ်ပါရဲ့ဘယ်ရဲ့မမေမနေ့ညဆိုတညလုံးထိုင်ကုန်ရဘယ်ရဲ့မမေတနာပါလေအားသေးရုံဒီမှာနော်မင်းတို့အမေနာကမင်းတို့သွားနေကြငါနားမှာလာမနေသွားခုချိန်ရောက်တော့ဘာမှတော့နေပေးစရာမလိုဘူးဟာနာပြောနေကြတယ်နည်းနည်းသွားစမ်းပါကွာမမကောင်းလိုက်တတ်နေပြရမယ်တမီးနဲ့နှိပ်ပေးမယ်လေမေတမီးကလုပ်ပေးရအောင်လေနင်တို့တွေနှစ်ယောက်လုံးတော့နေဖေချောင်းပြောမယ်ဆိုငါနာမလာကြနဲ့သွားကြအမေရဲ့ဖေကတနာဖို့ကောင်းပါလေတမီးဟာတနာဖို့ကောင်းတယ်ဟုတ်လားအလုပ်ဆိုပြီးတော့တနေကိုအပြင်မှာအလေလိုက်ပြန်လာတော့လေအိမ်ကလူတွေကိုမဲကျင်သေးတယ်အဲ့တော့ငါတနာမယ်ဟုတ်လားနင်တို့နှစ်ယောက်စလုံးတော့လေနားတင်နေခဲ့တယ်အမေရဲ့အဲ့တော့လည်းပြောမှလည်းကိုကြီးကတောက်တိန်နဲ့စောင်းလို့အတွက်စီးပွားရှာနေရတယ်ကိုကြီးတနာပါနဲ့မေတနာတယ်ဟုတ်လားအေးအားတစ်တနာလို့ရှိလေနေဖေနောက်မိမယူတဲ့ခါကျနေလိုက်သွားနေစလုံးသွားလေဘာလုပ်ညာလဲသွားကြဟိုကလည်းနော်ဒီနေ့စိတ်ဆိုးနေလို့အဲ့လိုပြောတာပါနော်ဘုရားမယ်နော်ဟာငါလည်းဟိုလေသွားကြလေသွားလို့ပြောနေမကြားတော့လားသွားမာလီရဲ့ဒီကွာနဲ့ကွာကိုရင်းနဲ့မြာစိတ်ဆိုးလို့ပြောတာပါဖေနဲ့မမေကအရင်စိတ်ဆိုးနေကြတာကိုရဲ့ဒီရက်ပိုစိတ်ဆိုးကြပြီးတော့လင်မြောက်ခွင့်ဘယ်လိုလုပ်မှာလဲကိုရဲ့ဘယ်လိုလုပ်မှာလဲဒီရဲ့အဲ့တော့ဒီလည်းမဖြစ်ပါဘူးကွာမငိုပါနဲ့နော်တိတ်တော့ခဏလေးပါကွာမင်းနဲ့မစိတ်ဆိုးတာဒီလောက်ကိုရတယ်မဖြစ်ပါဘူးနော်ဘာလို့မငိုလို့နော်ဖွင့်စားတယ်။ဖေဖေရဲ့အပြင်မှာမိုးရတိုင်းပါတယ်။ဖေတနာပါတယ်။ဟာတနာပါ။နေဖေလိုတွေဖောက်ပြန်နေလို့ငါမပတ်သက်ချင်ဘူး။ဒီလောက်အော်ခေါ်နေတာနားမကြောက်လား။ဟဲ့။ तू ကလည်းဖောက်ပြန်နေငါ့ကိုလည်းပြန်ဆုပ်ဆွဲနေတယ်။ကျေးမရှိတော့ကွာ။ဘာလို့နေကြတာလဲ။ရိုးတခါလဲမှားလာမယ်နော်။အဲ့တကောင်ထမဖွင့်ပေးနဲ့နော်။ဒီတဲ့ထမဖွင့်ပြီးတော့နေသေးပဲတော့ဆွဲလိုက်ပါဟဲ့ဘယ်ထွက်လဲငါအချက်သမားမဟုတ်ဘူးငါအမှုသမားမဟုတ်ဘာဟဲ့မလို့လဲငါကပါဒီလောအဖေအော်ခေါ်နေတာကြားပါမင်းနဲ့အဖေကိုဘာတောက်ချိုးလာလဲဘာချိုးလာလဲအဲ့တကောင်ဝင်မာဟာဘာလဲတိဟာဒီတဲ့ဒီတဲ့ဖိရဲရှိုးစရာကောင်းတယ်အဲ့ဒါပဲဖေကောလားအထွေးခံစားလားဟာလဲကွာ
谁人来嘛？穿天啥嘛？谁也别笑呀！啊，爸爸拿穿的。မလောက်ပါနဲ့မလောက်ပါ 谁人谁人来嘛？ မလောက်ပါနဲ့တော့ပေးလိုက်အားတမချင်းကျမသားရဲ့ကျမရှင်းကိုလေဒီတစ်ခါတော့လေမိသေးကကောင်းကောင်းသိစီရမယ်လက်ချောင်းလဲပါနားနေ 我来来来，站着。 ဒါကမှ 喏，哼，搞吧，你不要我表来没？ ရတတ်မှာပါနဲ့ 你要陪你的阿公的，我的阿太去了，我没去了。哎， နေတော့ဖြစ်ဖိနေတော့ဖြစ် 我别打他表来没？今天啥哩？你那俺那别比。 မလောက်ပါနဲ့မ 哎，你那让我出来。哎，表来。 လောက်ပါ 他把那个女人老年轻陪来的。哎，没敌人我都现在必须买的了，这个就多。 မလေးရှင်းလို့လူနဲ့မပေါင်းချင်ပါဘူးကိုဝင်းနိုင်ရဲ့အခုလေကွာရှင်းတာပဲကောင်းတယ်ကွာရှင်းတာပဲကောင်းတယ်ဘယ်လိုလုပ်ကြပါလဲဘယ်နဲ့မပြောကွာကြတော့မယ်ညီမလေးမလို့ကိုဘယ်လိုလုပ်ကြပါလဲဆိုတော့ညီရဲ့သူတွေတွားနေရပါဒီမှာလည်းဘယ်လိုလုပ်ကြပါလဲဆိုတော့ခေါ်ကြမလဲဘယ်လိုလုပ်ကြပါလဲဘာလဲစိတ်မကောင်းလိုက်တာတင်းတင်းရဲ့ဟိုတလောကငါပြောလိုက်တဲ့အချိန်နဲ့နင်တို့လင်မယားညအခက်မသိဖြစ်နေတဲ့အချိန်ဆိုတော့နင်တော်သားတော်တော်ဖြစ်သွားမှာပဲတကယ်ဆိုလို့ရှိရင်ကိုဝင်းနိုင်ကနင်တို့မိသားစုပေါ်တကယ်ကောင်းတဲ့ယောက်ျားကောင်းတစ်ယောက်ဖြစ်မှာပါဟိုနင်စိတ်လည်းမပိုင်ရှောက်မလုံးနဲ့နော်ခလေးလေးလည်းတနာဖို့ကောင်းပါတယ်ဟဲ့ မရတော့ဘူးမိစုရဲ့လုံးဝကိုမရတော့ရင်ပြောမှမဟုတ်ပါဘူးဟာငါကိုယ်တိုင်လည်းသူတို့နှစ်ယောက်ကိုမျက်စိနဲ့မြင်တာခဏခဏပဲငါတော့လေငါတို့နှစ်ယောက်ရေးဆက်ကဒီမှာပဲကုန်ပြီလို့ငါတော့အောင်းမိလိုက်တော့မယ် ဟဲ့တင်းတင်းကလည်းနင်သားနဲ့သမီးလေးတနာဖို့ကောင်းပါတယ်နင်စိတ်လည်းမပိုင်ရှောက်မလုပ်ပါနဲ့ တော်ပါတော့မိစုရဲ့တော်ပါတော့ငါတယောက်တည်းအေးဆေးဆေးနေပြစီနော်နင်ပြန်มาတော့နော် အေးပါဟဲ့အေးပါငါပြန်မမယ်နင်ပောက်ကရရှောက်မလုံးနဲ့နော် ပြန်มาတော့ဆိုဟာမိစုရငါနေ့ကိုတောင်းမှန်ပါတယ်ပြန်มาတော့ဟာ ညနေလို့ခဲ့ အေးကွာဒီဘက်ပဲလဲလာတယ်တားနဲ့သမီးရောမိသိရော အစင်းနေကျွန်တော်မီတင်းကြောင့်မပြောပါဘူး မင်းရလဲကွာငါသတင်းကြားလို့လာခဲ့တာမင်းတို့လည်းများကွဲတော့မလို့ဖြစ်နေလို့သတင်းကြားလို့ငါလာခဲ့တာမင်းပြောခဲ့ဘူးလေမင်းဆိုင်နာမည်တော့ရွှေဆိုင်အင်းဆိုတဲ့နာမည်ကြီးပေးတာတားရဲ့သမီးရဲ့သူတို့မောင်နှမတွေချစ်ကြတယ်မင်းတို့လည်းများရင်ရချစ်ကြတယ်ဆိုပြီးရွှေဆိုင်အင်းဆိုတဲ့နာမည်ကြီးပေးလာတယ် ကျွန်တော်သိတယ်ကိုစင်းကြီးကျွန်တော်သားနဲ့သမီးကိုကျွန်တော်အရန်ချစ်တယ်ကျွန်တော်မိန်းမကိုလည်းကျွန်တော်ချစ်တယ်အဲ့တော့ကျွန်တော်ရွှေဆိုင်ဆိုတဲ့နာမည်ကိုလည်းပေးထားတယ်အဲ့ဒါကျွန်တော်သိတယ်ခင်ဗျားပြောချင်တာဘာလဲခင်ဗျားအဲ့ဒါတော့ပြောလူရင်းကိုပြော မင်းတို့မိသားစုဘယ်လောက်ချစ်ဖို့ကောင်းတယ်တားနဲ့သမီးချစ်တယ်လို့မင်းတို့လည်းများချစ်တယ်လို့ဘယ်လောက်ချစ်ကြတယ်လဲဆိုတာအရင်ပီတီဖြစ်လုံသွားကြည့်လို့ကွာငါမိန်းမကိုပြောပြတာတနေ့တနေ့အမောပဲမင်းအခုတော့မင်းတို့ဘလို့ကွဲကြမလို့ဖြစ်နေတဲ့အတိုင်းတာကြီးကမဖြစ်နေဘူးကွာ တော့ကျွန်တော်ကိစ္စကကိုစင်းကြီးခင်ဗျားလည်းမဆန်လေးသက်မခင်ဗျားကကျွန်တော်ထက်ပိုပြီးကျွန်တော်အိမ်မင်းကိစ္စကိုခင်ဗျားသိခင်ဗျားဘာလို့လဲပြော တကယ်ချင်းရမင်းကအရင်ခင်လုံးကကြည့်လို့ငါပြောပြနေတာသူ့အကြောင်းလည်းတေချာလေးစုံစမ်းကြည့်အောင်သူ့တကယ်ချင်းဖြစ်ချင်လည်းဖြစ်နေမယ်ဟုတ်တယ်မသူ့ပေါင်းသေးဖြစ်နေထားနေမင်းနည်းနည်းလေးစဉ်းစားပြီးတော့ဘာလို့ခုရွှေဆိုင်ဆိုတဲ့နာမည်ကို ကျွန်တော်ဒီကိုစင်းကြီးတော်ကြီးအဲ့ဒါကျွန်တော်တမိုင်းလို့ကျွန်တော်ပြောပြီးကျွန်တော်တီထောင်လာတဲ့ကျွန်တော်ရွှေဆိုင်ကျွန်တော်မိသားစု
ခဏနဲ့ဘာမှမပတ်တယ်ခဏတော့တော့ဟုတ်ကျွန်တော်ငားကြီးလာပြီကျွန်တော်ကိစ္စရှိ ခင်လို့လာတော့တာ မတော်ဘူးဗျာကဲသွားတော့ဖြစ်နေသွားတော့ခင်ဗျာခင်လို့လာလို့ခဏဒုက္ခလေးလို့လာလူတွေလည်းမသိဘူးပေဆုပ်မိတဲ့မင်းနဲ့ငါတရားဝင်ရုံးတက်လက်မှတ်ထိုးပြီးကွာရှင်းပြက်စင် ရတယ်လေကျမလည်းရှင်နဲ့မပေါင်းနိုင်ပါဘူးကွာရှင်းပါပါ ကောင်းပြီအိမ်မှာရှိတဲ့ပစ္စည်းတွေကိုမင်းယူပါသမီးတို့တော့ငါခေါ်သွားမယ်ငါဘယ်နည်းနဲ့မှသမီးတို့ပထွေးစာဖြစ်မခံနဲ့ ရတယ်လေဖြစ်နိုင်ရင်သားရောသမီးရောကျမလည်းခေါ်သွားမယ် ဒါဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးဒီမှာအားလုံးပျောက်တော့စီပြီမနဲ့လင်းတာနဲ့မင်းနဲ့ငါနဲ့တရားဝင်ကွာရှင်းမယ်သမီးရုံသမီးတော်ကြီးသမီးထွေနဲ့လိုက်ခဲ့ရကိုညီမလေးကိုလည်းမခွဲနိုင်ဘူးညီမလေးမခွဲနိုင်ဘူးခွဲနိုင်မအောင်ညီမလေးရဲ့ကဲအဲ့လိုနော်မအိမ်နိုင်ဘူးကိုညီမလေးမအိမ်နိုင်ဘူးမနဲ့မိုးလင်းပြပြညီမလေးကိုခေါ်ရတော့မှာညီမလေးမအိမ်ချင်ဘူးညီမလေးမအိမ်ချင်ဘူးညီမလေးရဲ့ငုံငုံနဲ့ကွာကိုလေးတခုကြောက်အောင်လေကွာမလေးငုံငုံနဲ့နော်မလေးငုံငုံနဲ့နော်လာတော့ကြောက်
မောင်မဲညာပဲညီမလေးတော့ကြောက်လာပြီကြောက်ပါနဲ့ညီမလေးရဲ့ကိုကိုတို့မောင်နှမနဲ့အောင်ခွဲနေရမှာတကယ်ကြောက်စရာပါကိုကြီးပါညီမလေးရဲ့မကြောက်ပါနဲ့နော်ခုချိန်မှလာလေတွဲနဲ့မီမူးလာပြီကိုတို့တွေ့သွားရင်ကိုတို့ကခွဲနေရမှာညီမလေးဟုတ်တယ်နော်ဖေဖေနဲ့မမေနိုးလာပြီညီမလေးကိုတွေ့သွားလို့ရှင်ညီမလေးနဲ့ကိုကိုကခွဲနေရမှာနော်ညီမလေးကတော့ကိုနဲ့ခွဲမနေနိုင်ဘူးကိုလည်းညီမလေးနဲ့ခွဲနေရမှာတတ်စားရင်ညီမလေးနဲ့အတူတည်လိုက်တာမှကောင်းမယ်ညီမလေးရဲ့ညီမလေးရောကိုနဲ့တူတည်ရလားတည်ရတာပေါ့ဟိုကိုနဲ့တည်ရမယ်ဆိုရင်ညီမလေးတည်ရပါတယ်ညီမလေးတကယ်တည်ရတာနော်မရှိတော့သမီးလည်းမရှိတော့ဒေါက်တာပါဒေါက်တာပါသားလည်းမရှိတော့သမီးလည်းမရှိတော့လုံးတော့တားလည်းမရှိတော့သမီးလည်းမရှိတော့ဘလို့သားနဲ့တမီးတကယ်တူတော်ကောင်းနေတယ်ကိုတွေ့အောင်ရှာပေးမယ်နော်တွေ့အောင်ရှာပေးပါနော်ကိုရှာပေးပါနော်ဟို阿弟哎阿弟哟阿弟阿弟သမီးလေးရိုးသမီးလေးသမီးဘာမှမပြောဘူးခွန်းထားတော့ပါတားလေးသမီးအာတားလေးအတေးသမီးတားလေးသမီးကိုတောင်းလို့ရှိတယ်ကိုရောက်ရှာပေးမယ်ကိုဒီမိမနဲ့ပတ်သက်တာဒီမိမနဲ့အလုပ်လုပ်တာအလုပ်သဘောပဲရှိရတယ်အဲ့ဒါမင်းကိုရုပ်ပေးပါကိုတို့ကြောင့်ကိုတို့နှစ်ယောက်ကြောင့်လည်းတားလေးသမီးအဖေတော့မှမသိဘူးကွာတားလေးအတေးသမီးလေးရိုးကိုပဲတွေ့အောင်ရှာပေးပါနော်တောင်းတဲ့သမီးတစ်ခုဖြစ်နေပြီလားမသိဘူးတွေ့အောင်ရှာပေးပါကိုရဲ့တွေ့အောင်ရှာပေးပါနေနော်ကိုတမီးကိုဘယ်မှမလည်းမတွေ့ဘူးဘလို့ရှားမလဲတို့ပါအောင်ကိုရဲ့ဘလို့ရှားမလဲပြောင်းရှာပေးပါဦးပြောင်းရှာပေးပါဦးကိုရမယ်တားတဲ့တမီးအဝေးဘယ်နည်းနဲ့မှမတော့ဘူးကိုရောက်အောင်ရှာပေးပါဦးတင်းရဲ့တင်းစိတ်ကိုတင်းထိစမ်းပါတရားခုလို့ဖြစ်လို့ကိုဘလို့လုပ်ရမလဲတားတဲ့တမီးလည်းမတွေ့မင်းပါခုလို့ဖြစ်နေရောငါဘလို့လုပ်ရမလဲပြောဟမ်စိတ်ကိုကြီးထားတဲ့နေပါဂျာတီအောင်ရှာပေးမယ်နော်ဘယ်ရှာချင်လဲဒါပြီးမလား
ဒီအဲ့ဒါတားတဲ့သမီးဖက်နေမလားတားတဲ့သမီးဖက်နေမလားကိုရဲ့ဟုတ်ပဲဟာဘာဘီကိုရဲ့တားတဲ့သမီးသေးပြီလားကိုတားတဲ့သမီးသေးပြီလားမသိဘူးလို့ငါတို့ကြောင့်ငါတို့မကောင်းလို့ငါတားတဲ့သမီးသေးရတာကွာရှင်းရှင်းလေးသေးတာငါတို့ပြည့်တယ်များနေပါလေကွာတားရအဖေတို့ကိုလိုမတားတော့သမီးရသမီးရဲ့အမေတို့မားပါတယ်ဒီတားနဲ့သမီးမရှိတဲ့ဘဝမှာငါအသက်ရှိပြီးကမနေနိုင်ဘူးကွာငါလိုက်ပဲတားတဲ့သမီးနောက်ကိုဒီလိုက်ပဲတားသမီးမရှိပါတော့ဒီလိုနေကြတော့ရပြီတော့လေနော်ကိုလာတင်းတင်းဟာဘာတွေဖြစ်ကုန်တာလဲဗျာမကြံကောင်းစီရဗျာဘာလို့ကြမ်းလို့လဲဗျာခင်ဗျားတို့ကလည်းဒါလည်းအားလုံးခင်ဗျားကြောင့်ဖြစ်တာခင်ဗျားကြောင့်ကြောက်သားတဲ့သမီးသိရတာနေပါဦးချုပ်တာငါသမီးနဲ့တောက်တွေ့မိတာငါသမီးနဲ့တောက်တွေ့မိတာဟာသူတို့သိသွားပြီလားဘယ်ရသိရမှာလဲပြသားတဲ့သမီးဘယ်ရသိရမှာလဲဗျာခင်ဗျားသားသမီးမသိပါဘူးဗျာညတော့ကျွန်တော်ဒီကမောင်လာတော့ခင်ဗျားတို့သားတဲ့သမီးကိုကျွန်တော်တွေ့လို့ညာကြီးမဟုတ်ချို့တွေ့လို့အဲ့ဒါသူ့အဖွားရုံပို့ပေးထားတယ်အခုတော့ဖဏတ်တန်လို့ကျွန်တော်လာကြူတာဗျခင်ဗျာပြန်လာမဟုတ်ဘူးကျွန်တော်သားနဲ့သမီးနဲ့မသိဘူးတော့ဘယ်ကသိရမှာလဲဗျာခင်ဗျာတကယ်ပြောလို့ကိုပြောတယ်ဟာနောက်ဆရာလားဗျာခင်ဗျာဘာသာလိုက်တာဗျာခင်ဗျာတို့နေတဲ့ရှိကတော့ကျေးဇူးတင်မိမသားတဲ့သမီးမသိဘူးတော့ဒါတော့ပဲလားနေကြအောင်လေငါ့ဆောင်းလေသမီးအသေးသမီးရိုးသမီးတို့မောင်တို့ကအဖေတို့မခွဲပါဘူးသမီးတို့သားလို့ရယ်ဖေဖေနဲ့မေမေနဲ့လည်းမခွဲတော့ပါဘူးကွာဖေတို့မိသားစုတွေလေတပြောရှင်ရှင်နဲ့ပြန်နေကြအောင်သားတို့သမီးတို့လေတော့ထွက်ခဲ့ကြသမ်းပါဟုတ်ပါတယ်သားနဲ့သမီးရယ်သမီးတို့မောင်နှမတွေကိုလည်းလေမမီတို့မခွဲပါဘူးမမီတို့လင်မယားနှစ်ယောက်လည်းမကွဲတော့ပါဘူးမမီတို့လေအရင်တော့လိုပဲပျော်ပျော်ရွှင်ရွှင်နဲ့ပြန်နေသွားကြမယ်လေနော်သားနဲ့သမီးနော်ကြားရလားကြားရလဲထွက်လာပါသားနဲ့သမီးရဲ့တကယ်ပြောတာဗောသားရဲ့တကယ်ပြောတာဗောသားရဲ့တကယ်ပြောတာမမေအဟုတ်တော့မညာရအောင်မညာပါဘူးသမီးရဲ့အဟုတ်ပါလုံးဝမညာပါဘူးမညာပါဘူးနော်မင်းတော့ကွယ်တဲ့မဲ့ငါမြည်တွေစိတ်ဆင်းရအောင်မကြီးမနေနဲ့တော်တော်အတုံးမကြတဲ့ပြင်မရပြောလိုက်မလေးလုံးချလိုက်တာသားရဲ့ရှင်ထဲကိုလည်းတုတ်ကားနေတာပဲခုမှမိမရဲ့ထုံးမိသားစုကတကယ်ကိုရွှေဆယ်အေးပါငါသားခဏကတော့နေလိုက်